ပြစ်ခံရတဲ့ဖြစ်စဉ်အကျဉ်းလေးဆိုရင်တော့အဲ့နေရပေါ့နော်သူကတယောက်တည်းအလုပ်ကိစ္စရှိလို့ဆိုပြီးတော့ထွက်သွားတယ်ပေါ့နော်ပုံမှန်တိုင်းဆိုလို့ရှိရင်ညီမလေးတို့အမြဲတမ်း2ယောက်သွားတာများတယ်ပေါ့အဲ့နေရသူကတစ်ဖက်ကသွားမယ်လူကဆိုင်ကယ်မရှိလို့ဆိုပြီးတော့ညီမလေးကိုပြစ်ထားခဲ့တယ်ပေါ့နော်ပြစ်ထားခဲ့ပြီးမှသူတယောက်တည်းသွားတယ်ပေါ့သွားပြီးတော့သူကလည်းနေမကောင်းတော့နေ့လည်စီးထည့်ပြီးလိုက်တာဆိုတော့ညီမလေးတနေ့ကုန်ဖုန်းမလာတော့2နာရီလောက်မှဖုန်းဆက်ကြည့်သူကဒီဘက်ကိုပြန်ရောက်ပြီတဲ့မမမျောနေမှာမို့လို့တဲ့ပြန်ကူးလာပြီတဲ့ဆိုပြီးအဲ့လိုမျိုးပြောပြီးမှဖုန်းချသွားပြီပေါ့နော်ပုံမှန်တိုင်းဆိုလို့ရှိရင်သူကဘယ်သွားတယ်ဘာလုပ်တယ်ဘယ်လက်ပိဆိုင်ရောက်ပြီပေါ့နော်အမြဲတမ်းသတင်းပို့တယ်ပေါ့ညီမစီကိုအဲ့နေရာမှာဖြစ်ချင်တော့ညီမစီကိုဖုန်းတစ်ခါမှမလာလို့ဆိုပြီးတော့ဆက်လိုက်တာပေါ့နော်အဲ့3နာရီလောက်ရောက်တော့ကြာ3နာရီခွဲလောက်ရောက်တော့ကြာဖုန်းတစ်ခါစိတ်လေးနေလို့ဆက်တော့ကြာတော့သူကဟွာတဲ့အလုပ်ကိစ္စလေးစကားပြောနေလို့တဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောကြအဲ့နဲ့ညီမကလည်းကျမကြီးမကောင်းသူကလည်းကျမကြီးမကောင်းအဲ့နဲ့ညီမစီကံပြရက်ဆိုတော့စီကံပြရင်းနဲ့သူ့စီကိုကြိုရင်းနဲ့ဆိုပြီးအဲ့လိုဆင်းသွားလိုက်တယ်ပေါ့နော်ဆင်းသွားပြီးမှ2ယောက်အတူတူညီမစီကံပြပြီးတော့ပြန်လာကြတယ်ပေါ့ပြန်လာကြတဲ့အချိန်မှာနည်းနည်းမှောင်နေပြီ9နာရီခွဲကြော်လောက်ရှိမှထင်တယ်နည်းနည်းမှောင်နေပြီအမှလမ်းခုလက်တနေရာရောက်တော့2ယောက်လုံးကိုထားပြီးမှပေါ့နော်ဘယ်လမ်းဘေးတနေရာနေထားပြီးမှပြစ်ခံရတယ်ပြစ်ခံရတဲ့အချိန်မှာသူကညီမကိုអော်တယ်ပေါ့နော်မမရေနောက်လည်းမကြည့်နဲ့မောင်းခွေးတွေကပြစ်နေပြီဆိုပြီးអော်တဲ့အချိန်မှာညီမကြောင်သွားပြီဒလဇက်ပြစ်ခံရဆိုညီမကြောင်သွားပြီအဲ့အချိန်မှာသူ့ရဲ့ဆိုင်ကယ် break တန်နဲ့ညီမရဲ့ဆိုင်ကယ်ချင်းနေတုံးနဲ့လာချိတ်တယ်ပေါ့နော်လာချိတ်ပြီးတော့ဒိုင်းဆိုပြီးတော့ညီမအဲ့မှာဆိုင်ကယ်ကညာဘက်ကိုလဲတော့ညီမလည်းနေမကောင်းအောင်မရှိတဲ့အချိန်ဆိုချက်ချင်းမထနိုင်ဘူးဆိုင်ကယ်ကလူပေါ်မှာပိတ်နေတယ်ပိတ်နေတဲ့အချိန်မှာသူ့ကိုနောက်ကနေပြစ်တဲ့ကြီးတွေကညီမပေါ်ကနေဖြစ်ပြီးမှသူ့ရဲ့တမားတွေကိုသွားမှန်တယ်ပေါ့နော်တမားတွေကိုသွားမှန်ပြီးတော့သူကညီမရဲ့ရှေ့တော်တော်လေးမှာဆိုင်ကယ်ကသူ့ရနဲ့မောင်းသွားတယ်ပဲထင်ပါတယ်ရှေ့နန်းလေးတော်တော်လေးရောက်တော့ကျတော့သူကလည်းဆိုင်ကယ်ဘယ်ဘက်ကိုဘိုင်းဆိုလဲပြီးတော့သူ့ပေါ်ဆိုင်ကယ်ပိတ်နေရပေါ့နော်အဲ့ချိန်မှာညီမမိုးမောင်တွေကလည်းကြာလေးတွေကလည်းတိုင်နေတဲ့အချိန်မှာအော်ပါသေးတယ်ဘယ်သူမှလည်းအဲ့ချိန်မှာထွက်မလာရဲကြတာလားဒါမှမဟုတ်ရင်မကြားကြတာလားတော့မသိဘူးပေါ့နော်အဲ့ချိန်မှာတော်တော်လေးကိုအိုင်နာလေးမှာကြာလိုက်ပါတယ်ကြာပြီးတော့တည်တဲ့သူတွေရောက်လာတဲ့အချိန်မှာသူ့ရဲ့ဓမ္မအောက်မှာသွေးကွက်ကြီးတော်တော်ကြီးနေပြီပေါ့နော်သူကကြတော်တော်ကြီးနေပြီအဲ့မှာသူကပြောပါတယ်သူ့ကိုတဲ့သွေးထွက်လွန်နေပြီပေါ့နော်ကျွန်တော်သွေးထွက်လွန်နေပြီတဲ့ကျွန်တော်ရေစားတယ်ရေလေးပဲတိုက်ပါလို့ပြောအဲ့မှာညီမတို့ရေရှာပြီးမှသူရေတိုက်တယ်ပေါ့နော်ရေဟော်တွေရောက်လာတဲ့ခါမှာရေတိုက်တယ်ပေါ့ပြီးတော့ဆေးရုံကိုပို့ပါသေးတယ်ဒါပေမဲ့လမ်းနဲ့မဲ့အသက်ဆုံးရှုံးသွားပါတယ်ဒီညီမလေးအမျိုးသားကဒီထောက်လိုင်းအရာရှိတူဘာညာနဲ့ခေါင်းဆောင်တူဘာညာနဲ့ဆိုတာမီဒီယာမှာတက်လာတယ်ဆိုတာသူတို့ဘယ်လိုသိလဲတော့မသိဘူးညီမလေးတို့ကုံတိုက်ကသူပြည်ရေးဝန်ကြီးဌာနအောက်မှာလှုပ်ဆောင်နေရတော့သိပါတယ်သူ့ဆရာကြီးနဲ့လုပ်ငန်းတွေလုပ်နေရလဲသိရဒါပေမဲ့သူကခရီးထွက်တာတွေများတယ်ပေါ့နော်ခရီးထွက်တာတွေများတယ်ဆိုတော့သူ့ရဲ့လုပ်ငန်းဆောင်တာတွေဘာလဲဆိုတာညီမလေးနဲ့ရဲဘော်တွေနဲ့တုံးဆိုရင်မသိရဘူးပေါ့အဲ့လိုမသိရတဲ့အတွက်လည်းအခုလိုမျိုးဖြစ်သွားတဲ့အခါမှာညီမလေးတို့ကဘာကြောင့်ဖြစ်လဲဘာပရိပက္ခကြောင့်ဖြစ်လဲဆိုတာညီမလေးတို့အခုချိန်ထိသိလုံးစာမရသေးဘူးပေါ့နော်စုံစမ်းလို့လည်းမရသေးဘူးစစ်ဆေးလို့လည်းမရသေးဘူးရဲဘော်တွေနဲ့အကုန်လုံးခေါင်းချင်းဆိုင်ပြီးတိုင်ပင်လို့လည်းအဖြေရမထွက်သေးဘူးဖြစ်နေပါတယ်ဒါပေမဲ့ညီမလေးတို့မြေပြင်မှာမဟာမိတ်တွေနဲ့ပေါင်းပြီးစစ်ရေးတွေလှုပ်ရှားတယ်ရဲဘော်တွေအတွက်လိုအပ်တဲ့သင်တန်းတွေရှိရဆိုလို့ရှိရင်ညီမလေးသင်တန်းတွေပို့ပြီးရပေါ့နော်ညီမလေးနောက်ပိုင်းကနေရှာဖွေရေးထိန်းသိမ်းရေးအကုန်လုပ်ပေးတယ်ပေါ့ဒါမဲ့မြေပြင်မှာညီမလေးတို့လင်မယား2ယောက်အနေနဲ့ရောပြီးလို့ရှိရင်ကိုရိုင်းကဖို့မုံရအဖွဲ့အစည်းအနေနဲ့ရောတခါမှလည်းနံပါတ်ပြတ်မရှိဘူးတခါမှလည်းအဖွဲ့အစည်းချင်းပြိပခဖြစ်တာမျိုးတွေပါလည်းမရှိဘူးပါဘူးအဲ့လိုမျိုးမရှိရတဲ့အတွက်လည်းအခုချိန်မှာဘာကြောင့်လဲဆိုတာကိုစဉ်းစားလို့မရသေးပါဘူးရှင်တခါတလေသူခရီးပြန်လာလို့ရှိရင်ရဲဘော်တွေကိုလာကြိုခိုင်းတာရှိတယ်တခါတလေသူတို့လုပ်ငန်းစဉ်တွေမှာရဲဘော်2ယောက်3ယောက်ကိုကိုညီခိုင်းတာတော့ဘာလို့ရှိရပေါ့နော်ဒါပေမဲ့ညီမတို့ကိုရိုင်းကတစ်ဖွဲ့လုံးအနေနဲ့ကတော့ခါတိုင်းလိုပဲ LPDF ပေါ့နော် local အနေနဲ့ပဲရက်တည်နေရပါတစ်ဖွဲ့လုံးကတော့ပြည်ထောင်စုဝန်ကြီးဌာနအောက်ကတော့မဟုတ်ပါဘူးရှင်နေမြေစီရေးအခြေအနေကတော့အကုန်လုံးတော့ထုတ်ပြောလို့အဆင်မပြေပါဘူးရှင်ဒါပေမဲ့ညီမတို့လုံခြုံရေးကတော့ကင်းထက်တော့ချထားရပါတယ်အခုနေထားရကင်းထက်ချထားရပါတယ်ပြီးလို့ရှင်ရဲဘော်တွေရဲ့လုံခြုံရေးစခန်းရဲ့လုံခြုံရေးပေါ့နော်အဲ့ဒါတွေကတော့ပြောပြလို့အဆင်မပြေပါဘူးရှင်ဒါပေမဲ့အကုန်လုံးကိုအနေရကင်းအောင်လို့တော့ညီမဦးစီးဦးဆောင်ပြီးမှကင်းနေပါရစပြုလုပ်ပေးထားပါတယ်အခုချိန်မှာညီမရဲဘော်တွေအတွက်ကောအဖက်ဖက်ကအန်နေရရှိနေတာဖြစ်တဲ့အတွက်အကိုတို့တွေသိချင်တဲ့အများပြည်သူသိချင်တဲ့ကိစ္စအဝါကိုတော့ထုတ်ဖော်ပြလို့မရသေးတဲ့အခြေအနေတစ်ခုဖြစ်နေလို့ပါနောက်တစ်ချိန်
ထုတ်ဖို့ပြောလို့ရတဲ့အချိန်ကြလို့ရှင်တော့ညီမတစ်ခါပြန်ပြီးမှအကုန်လုံးပြောပြပါမယ်ရှင်အခုချိန်မှာညီမနဲ့ရဲဘော်တွေအကုန်လုံးကိုနားလည်သိခံပြီးခွင့်လွှတ်ပေးကြပါသတင်းမီဒီယာတွေအနေနဲ့ပေါ့နော်မတိကျမသေးကြဘူးဆိုလို့ရှိရင်မတင်ပေးဖို့လည်းမေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်ရှင်